Hi, warmly welcome back to Harrison Channel. အားလုံးပဲမင်္ဂလာပါရှင် Harrison Channel လေးရပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ Emily ဖတ်ပြပေးမှာကကိုအသိချင်ဆုံးမိကုန်းလေးတစ်ခုကို University မှာမေးထားပေးပါ University မှာဆိုကိုရဲ့စိတ်အာရုံမှာပေါ့နော်မေးထားပေးပါ Emily ကနေပြီးတော့ဒီဘက်ကနေပြီးတော့ရတဲ့ message လေးတွေကိုပြောပြပေးမှာဖြစ်ပါတယ် Emily okay Harrison မှာဆို Emily ဒီဒါလေးက file number 1မှာနော်ဒီ Astrodice လေးပေါ့နော်ဒါလေးကကြောက် clear course တလင်းစလုံးလေး file number 2ပါဒါလေးကတော့ကြောက်စိမ့်လေးပါ file number 3ပါနော် okay အဲ့ဆို file လေးကိုစာယူလိုက်ကြမယ်နော် file လေးယူတဲ့အခါမှာကိုယ့်ရဲ့စိတ်ကလေးကိုတည်ငြိမ်နေအောင်ထားဖို့လိုအပ်တယ် okay တကယ်လို့စိတ်ကလေးမငြိမ်သေးဘူးဆိုဝင်လေထွက်လေလေးမှတ်လို့ရပါတယ်နော်အဲ့ဆိုမျိုးဖိုင်လေးစပြီးယူလိုက်ကြမယ်နော် Hi ဖိုင် number 1 Okay Astrosite dice လေးကိုရွေးထားတဲ့သူတွေအတွက်အမျိုးစပြီးတော့ဖတ်ပြပေးမှာဖြစ်ပါတယ် Okay အမျိုး Astrosite ဆိုတာဒီဖိုင်ကိုရွေးထားတဲ့သူအများစုကScorpio Pisces Cancer အဲ့လို energy မျိုး strong ဖြစ်တဲ့သူမျိုးဖြစ်မယ်ပေါ့နော်မလို့ဒီနေ့ရွေးပေးရမယ်ဒီနေ့3မဲ့ကက်ကလေးတွေက answer deck ကလေးတွေနော် Okay အဲ့ဒါမလို့စပြီးတော့ဆွဲလိုက်ကြမယ်နော်မိကုန်းလေးတစ်ခုစိတ်ထဲမှာမိထားပေးပါ Hi my spirit guide my ancestor my higher self Okay Astrodice ကိုရေးထားတဲ့ file number 1ကိုရေးထားတဲ့သူမိကုန်းလေးနဲ့ပတ်သက်ပြီးတော့ဖြေရပါရOkay no exclamation mark take action Thank you နောက်ထပ်လာပါပြီ universe answer မိကုန်းလေးအာရုံပြုထားပေးပါ 3 months purity Hermit Tarot Okay any answer oh thank you Why only? Yes. One more cat. နောက်ထပ်တစ်ကပ်ပဲထားစမယ်နော်နောက်ထပ်တစ်ကပ်ပဲထပ်ကြည့်ပါတော့မယ် Answer please. ငါကယူလိုက်ပါOkay အဲ့တော့ဒီပုံလေးเนาะနားဒီတိုင်းချတာဒီ file number 1ကိုရေးထားသူများဆိုတော့ Virgo Pisces Cancer Scorpio energy မျိုး strong ဖြစ်တဲ့သူမျိုးဖြစ်လိုက်မယ်ပေါ့เนาะ
ဒီမှာအမီရထားတဲ့ message ကလာမဲ့3လအတွက်အခုကွာဒီလားအခုလောလောဆယ် file number 1လေးကကို action ယူနေတဲ့အပိုင်းတွေတချို့အတွက်ဆိုတာအချစ်ရေးပေါ့နော်တချို့တော့အလောက်ကန်စီပွားပညာရေးဖြစ်လိုက်မယ်ကိုမျောလင့်ထားတယ်လို့ကိုလိုချင်တဲ့ရတဲ့ပုံစံမျိုးတွေလက်ရှိမှာတော့ရမနေဘူးအဲ့တော့ကို intention ထားရတဲ့ကိုရည်ရွယ်ချက်ပေါ့နော်ထားရတဲ့အရာတစ်ခုအဲ့ဒီအရာတစ်ခုကိုသွားမဲ့လမ်းရှောင်းမဲ့လမ်းမှာကိုမျောနေထားတော့မဖြစ်ဘူးမဖြစ်နေဘူးပေါ့နော်အဲ့ဒီခါကျ no ကိုကကွက်ထားကကိုရအောင်သွားမယ်ဆိုရင်ကိုဖြစ်ချင်တဲ့ desire ရှိဆန္ဒရှိတဲ့အရာကိုရအောင်သွားမယ်ဆိုရင် okay တချို့အချိန်တွေမှာ boundaries တွေလိုအပ်တယ်တချို့အချိန်တွေမှာ reputation တွေထပ်ပန်တလန်လည်းပြန်ပြီးစူးစမ်းရတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေလိုအပ်တယ် boundary ဆိုတာကဘယ်လိုမျိုးပြောလဲဆိုရင်ဘယ်လိုမျိုးပြောရလဲဆိုတော့boundary ဆိုတာတစ်ဖက်သူနဲ့သွားပြီးတော့ရန်ဖြစ်တာပြမနေဒီစီးမကြော်နဲ့အာစီးကြော်တော့ငါရန်ဖြစ်မယ်အဲ့လိုမျိုးမဟုတ်ဘူးကိုဖြစ်ချင်တဲ့ဥမာပေါ့ဆိုလိုချင်တာကိုကဒီနေ့ target ဒီနေ့အလုပ်3ခုလုပ်မယ်လောက်3ခုလုံးမယ်ဆိုရင်အဲ့ဒီအရာ3ခုအာယုံစိုက်ပြီးတော့ဒီဇိုင်းမန်နဲ့သွားမယ်ပေါ့နော်လောကရဲ့သဘောတဘာဝရပဲဖြစ်ဖြစ်ဒီအာယုံ6ပါးကြောင့်ပဲဖြစ်ဖြစ်အနှောက်အယှက်ပေါ့နော်စိတ်အနှောက်အယှက်တွေလာတဲ့အချိန်မှာဒီအရာကိုရအောင်လုပ်မယ်လို့ရည်ရွယ်ထားတဲ့ကြောင့်ဒီအရာမဟုတ်ဘဲနဲ့တခြားတစ်ခုပေါ့နော်ကိုကဒီ comfort zone ထဲကနေမထွက်ချင်တဲ့ပုံစံမျိုးပေါ့နော် supportive အဖြတ်စိတ်ပေါ့နော်အဲ့ရနေပြီးတော့အားကြအာယုံတွေကိုရောက်သွားတယ်ဖြစ်မယ်အဲ့ကြမဟုတ်ဘူးငါဒီအရာကိုရအောင်သွားမယ်မဟုတ်ဘူးပတ်ဝန်းကျင်ကနေပြီးတော့လာပြီးတော့ဒါလုပ်ပြီးအောင်ဒီလိုသွားအောင်ဒါလိုမျိုးတွေအနောက်ရှက်တွေပေါ့စိတ် emotion စိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့အဆင်မပြေအောင်ပေါ်လာတယ်မဟုတ်ဘူးကိုကကို target သွားတဲ့အရာရအောင်သွားမယ်ဆိုတဲ့စိတ်မျိုးပေါ့နော်တချို့နေရာတွေမှာကိုအစီအစဉ်ဆွဲထားတာတွေအပြောင်းလဲလေးလောက်ရတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဒီမှာ universe message ကတော့ just take action ယူရုံပဲတဲ့ကိုလက်တွေ့ကြကြနဲ့လုပ်နေရုံပဲเนาะ3လအတော်တွင်မှာအကြီးအကျယ်ပြောင်းလဲမှုတွေဖြစ်လာဖို့ရှိတယ်အဓိကလက်တွေ့ကြတော့ time to ground yourself ဆိုဒီမှာ grounding energy ကတနည်းအားဖြင့်ပါလဲဆိုတချို့တွေမြေကြီးနဲ့မထိတဲ့သူတွေများလားပေါ့เนาะမြေကြီးဆိုတာတမန်တလင်းတော့မဟုတ်မြေကြီးကိုပြောရမယ်အဲ့ဆိုရင်အမလို့ဒီညခင်းစိမ့်လေးတွေမှာဖက်နှက်လေးချုပ်ပြီးလမ်းလျှောက်လို့ရတယ်နောက်တစ်ခုကကျတော့ grounding လုပ်တယ်ဆိုတာတရားထိုင်တာကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်သွားအောင်လုပ်တာမျိုးပေါ့နော်ဒီလိုgrounding energy ယူလို့ရတဲ့တစ်ပင်ပန်းမှန်နေနားမှာသွားနေပြီးတော့အဲ့လိုမျိုးလေးတစ်ပင်လေးစိုက်ပြီးတော့အဲ့လိုမျိုးလေးအေးဆေးလေးနေရမျိုးပေါ့နော်အရေးရတဲ့တစ်ပင်သားလေးမှာနေတာမျိုးအဲ့လိုမျိုးလေးတွေယူလဲရနားမမလဲ ground energy မျိုးယူလဲရတယ်မှာမျက်ခင်းစိမ့်လေးပေါ်မှာအဖျားလေးခင်းပြီးတော့ပြည့်စိတ်လေးတော့နည်းနည်းကြည့်ပါနော်အဲ့မှာအေးစေးလေးထိုင်တာမျိုးစိတ်ကို relax လုပ်ထားတာမျိုးနောက်တစ်ခုကတရားထိုင်တာမျိုးလေးတွေစိတ်တည်ငြိမ်အောင်လုပ်လို့ရတယ်နော်တချို့အတွက်လူတစ်ယောက်အတွက်ပေါ့နော်ပူပန်နေတဲ့မျိုးရှိရဆိုရင်တော့ there is someone else တဲ့နော်တခြားတစ်ယောက်နှစ်ယောက်ကြားထဲမှာ third party situation က third person လို့ပြောရမှာမဟုတ် third party ပေါ့ကိုနဲ့သူနဲ့ကြားထဲမှာကိုနဲ့crush နဲ့ကြားထဲမှာကိုနဲ့ကိုရဲ့ partner နဲ့ကြားထဲမှာငွေကြေးတော်၎င်းအလောက်ကိုင်းတော်၎င်းစီးပွားရေးတော်၎င်းမိသားစုတော်၎င်းเนาะတခြား person တယောက်တော်၎င်းအဲ့လိုမျိုးလေးတော့ရှိတယ်ဒါပေမဲ့လည်းအဲ့ဒါကိုကတတိယသူအခြေအနေကြတော့ကိုကသွားပြီးတော့တတိယသူသွားပြီးတော့ဟိုလိုသွားပြီးတော့ရန်သွားလို့မရဘူးပေါ့ဆိုလိုချင်တာကိုနဲ့ဆိုင်တဲ့သူကိုပဲကိုက care လုပ်ပေးလို့ရမယ်ပေါ့နော်ဒါကတော့ဆိုင်တဲ့သူယူပါเนาะအခြေအနေနဲ့ပတ်သက်ပြီးတော့လी okay purity တဲ့always trust in the purity of your heart ကိုယ့်ရဲ့စိတ်နှလုံးလေးကိုအမြဲတမ်းဖြူစင်အောင်ထားဖို့တတိပေးထားပါတယ်เนาะဒီကာလမှာဒီမှာအမျိုးဒီ situation မှာကိုမျောလင့်ထားသလိုမျိုးမဖြစ်တော့ဘူးဆိုရင်စိတ်တရားအဆင်မပြေတော့အဲ့ဒီခါမျိုးကြရင်အပြစ်တင်တာဝေဖန်တာကိုယ့်ရဲ့အတွင်းစိတ်မှာမသိနေတဲ့အရာတခုเนาะကိုယ့်ရဲ့အတွင်းစိတ်မှာကိုရှိလို့ရှိမှမသိနေတဲ့ hide လောက်ထားတဲ့အရာလေးတခုကသွားပြီးသူများပေါ့ project သွားလောက်လာမနာလိုစိတ်ဖြစ်မလားတိမ်ငယ်စိတ်ဖြစ်မလားရှက်ကြောက်စိတ်ဖြစ်မလားကိုအပြစ်တင်တဲ့စိတ်တွေဖြစ်မလားတစ်ဖက်သူအပြစ်တွေအရင်တင်ချင်တာဖြစ်မလားအလုံးမလုံးတာမျိုးဖြစ်မလားဘာဖြစ်မလဲเนาะအဲ့လိုစိတ်မျိုးလေးတွေဆိုရင်ဒါအဲ့လိုစိတ်မျိုးလေးရှိရဲဆိုကိုပြန်ဆန်းစစ်ဖို့လိုအပ်တယ်ကိုယ့်ရဲ့စိတ်နှလုံးလေးကဖြူစင်နေဖို့လိုအပ်ပါတယ်အဲ့တော့ကိုယ့်ရဲ့အတွင်းစိတ်တကားကိုတေချာပြန်ကြည့်ပါတဲ့ you will find the answer to your question မေးထားတဲ့မိကုံတွေအဖြစ်ရှိပါတယ်ခြေရင်းနဲ့ပတ်သက်ပြီးမေးထားတာအပြင်ကိုမကြည့်နဲ့ကိုယ့်ရဲ့အတွင်းစိတ်တွေကိုကြည့်ကိုပြန်ဆန်းစစ် okay အလောက်ကိုင်းစီးပွားရေးပညာရေးနဲ့ပတ်သက်ပြီးတော့ okay အပြင်ကိုမကြည့်နဲ့တခြားသူတွေကိုတိတ်လက်ညှိုးမထိုးနဲ့ကိုပြန်ဆန်းစစ်ကိုယ့်ရဲ့အတွင်းစိတ်တွေကိုပြန်ဆန်းစစ်ဆိုတဲ့အဖြစ်မျိုးပေါ့နော်အဲ့လိုမျိုးလေးရထားပါတယ် okay so file number 1လေးအမေဒီညမှာပဲအဆုံးသတ်ပြရစီfile number 1လေးကအခုလက်ရှိမှာစူးစမ်းနေတဲ့အစပြုနေတဲ့ရရှိရဆိုရင်လာမယ်3လရက်60တော်တွင်မှာအချိန်အဟုန်နဲ့ကြီးပွားအောင်မြင်လာဖို့ရှိတယ်
နော်ဟိုဒီမှာသူပေးထားတဲ့ message လေးကိုတော့တတိထားပေးပေါ့နော် you just have to take action ပေါ့လက်တွေ့ကြကြနဲ့တော့အများအားလှုံ့ဆော်နေဖို့တော့လိုအပ်တယ်ကိုယ့်ရဲ့ဖန်နိုင်ရဖို့အတွက်ကိုနော်တချို့အတွက်ဒီမှာတတိယသူthere is someone else လို့ပြောထားတဲ့အတွက်ကြောင့်မို့လို့အခြေရင်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်နော်ဟို1500ပဲဖြစ်ဖြစ်928ကဏ္ဍတွေမှာပဲဖြစ်ဖြစ်ပေါ့နော်အလောက်ကိုင်းစီးပွားရေးပညာရေးပိုင်းနေမိသားစုပိုင်းနေမှာပဲဖြစ်ဖြစ်တတိယသူပေါ့တခြားတယောက်ပါနေတဲ့အခြေအနေမျိုးရှိရဆိုရင်လာမယ့်3လထဲမှာပေါ့နော်အဲ့အခြေအနေကနေပြီးတော့ positive ပေါ့အပြုသဘောဆောင်တဲ့ဘက်ကိုပြောင်းလဲလာဖို့ရှိနိုင်တယ်ပေါ့နော် okay so final number 1လေးအမလီဒီညမှာပဲဆုံးသက်ပြစီအဖြေလေးတွေလည်းရမယ်လို့ထင်ပါတယ် yes ကရထားတဲ့အတွက်ကြောင့်အမလီကတော့အရန်ပြောတယ် positive ဘက်ကိုအပြုသဘောဆောင်တဲ့ဘက်ကိုအပြောင်းလဲတွေရှိတယ်ကိုယ့်ဘက်ကတော့လက်တွေ့ကြကြနဲ့လှုပ်ဆောင်ရမှာဒီစိတ်ကိုအေးချမ်းအောင်ထားပြီးတော့တရားထားပြီးတော့နော်ကိုလုံးရမယ့်အရာတွေပေါ့နော်အဲ့လိုမျိုးတွေတော့ရှိတယ်တချို့ရလက်တွေကိုမျောနှင်ထားသလိုမဖြစ်သေးဘူးဆိုရင်တော့မှနော်ဟိုလက်ရှိချိန်တွေကို accept လုပ်ပြီးလက်ခံပြီးတော့ကိုယ့်အတွက်အဖြေရှာပြီးတော့ဘယ်လိုလမ်းကြောင်းတွေခြေဆက်လျှောက်ကြမလဲပေါ့နော်အဲ့လိုမျိုးအဖြေရှာပြီးတော့ရှောက်ရမယ့်ပုံစံမျိုးတွေတွေ့ရတယ် boundaries တွေထားပြီးတော့အဓိကစိတ်နှလုံးဖြူစင်နေတဲ့ရွေ universe က support ပေးမှာပဲပေါ့နော် okay အဲ့တော့ဘယ်ရာကိုမစိုးကိုကယူဆိုင်တဲ့အခါမှာတူညီတဲ့တံပြန်မှုတစ်ခုက university ကလာစမြဲပေါ့နော် okay so တတိယသူကြောင့်ပူပန်နေရတဲ့ခြေအနေမျိုးရှိရဆိုတော့လာမဲ့3လမှာခြေအနေကောင်းလာနိုင်ပါတယ်3လဆိုရက်90ကြာရင်ပေါ့နော်အပြောင်းလဲလေးဖြစ်လာနိုင်ပါတယ်နော် okay so final number 1အမြင်ညမှာပဲဆုံးသက်ပါရစေဒါလေးက general reading safe ဖြစ်တော့ကြောင့်မလို့ line နဲ့တော့ energy အဆင်ပြေခြင်းမှပြေပါလိမ့်မယ်နော်တကယ်လို့မြတ်တစုံတယောက်အတွက်စိတ်ခွန်အားဖြစ်ခဲ့တယ်ပေါ့နော်အကျိုးမြတ်တွေရခဲ့တယ် inner self ကိုယ့်ရဲ့အတွင်းစိတ်ကိုပြန်ဆန်းစစ်တဲ့အချိန်မျိုးလေးရလိုက်တယ်ပေါ့နော်စိတ်ဒီပင်ပန်းနေရကနေခဏလေးအပန်းပြေသွားတယ်ဆိုရင်ဟဲ့လို့ဆိုဘက်ကနေဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်အဆုံးထိချိန်ပြီးနောက်ထောင်ပြီးတော့ကျေးဇူးများတင်ပါတယ် bye bye see you soon hi pie number 2 okay ဒီတလင်းစက်လုံးလေးကိုရွေးထားတဲ့သူတွေအတွက်အမိဖတ်ပြပေးမှာဖြစ်ပါတယ်ဒီတစ်ခေါက်အမိဖတ်ပြပေးမှာကအခုချိန်မှာကိုယ်စိတ်ထဲမှာအတိအကျဉ်းဆုံးမိကုံးလေးတစ်ခုကိုuniverse ကနေပြီးတော့ answer အဖြေဖြေပြပေးမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုမျိုး answer ဖြစ်မလဲပေါ့နော်ခဏလေးပါအမိ energy message လေးချက်လုပ်လိုက်ပါအောင်မယ် okay ready ဖြစ်ပြီဆိုရင်အမျိုးဘက်ကဒီမှာအဖြေလေးဖြေပေးပါမယ်အဲ့တော့ကိုင်ရှင်ကလေ receiving mode ကအရန်ရေးကြည့်တယ်ဘလို့ပဲ universe ဘက်ကပေးခြင်းကိုယ့်ရဲ့မသိစိတ်ထဲမှာအဖြတ်စိတ်တွေရှိနေတယ်ဆိုရင်နော်လက်မခံနိုင်မှာအရှုပ်ပွားနေတဲ့အခန်းထဲကိုပစ္စည်းတွေထပ်ထည့်လို့မရတယ်လို့မျိုးပေါ့နော်အဲ့ကိုယ့်ရဲ့စိတ်ကလည်းဒီ universe ဘက်ကနေပြီးတော့လာမဲ့ positive ပေါ့နော်အပြုသဘောဆောင်တဲ့အရာတွေအကုန်လုံးကိုမင်္ဂလာရှိစွာနဲ့လက်ခံထားနိုင်မှုလိုအပ်ပါတယ်โอเคအဲ့လိုမျိုးလာတဲ့ခါမှာပစ္စည်းလေးတွေပဲလာเนาะပတ်စံတစ်ချက်ကစပြီးတော့စိတ်တလာဝင်เนาะအဲ့လိုမျိုးဘယ်အရာမဆိုလာကိုကပျော်ရွှင်စွာနဲ့လက်ခံထားနိုင်မှုလိုအပ်တယ်เนาะโอเคမလို့အဲ့ဖိုင်လေးကိုစပြီးတော့ကြည့်မယ်File number 2 to answer. Okay, ask your answer. Oh, thank you. 3, not 3 to land. Thank you. Happiness is my priority. Thank you. I'm not going to go out. I think we should slow down. Thank you. စိတ်လုံးနေတဲ့သူရှိလားကိုလုံးမဲ့အလုံးကိုင်းစီးပွားရေးပညာရေးပိုင်းနေကိုတိုးတက်မှုစိတ်ခွန်အားတိုးတက်မှုပိုင်းနေမှာအရင်ပြီးမြောက်ချင်တယ်အမြန်ပေါ့နော် okay love scars me this love scars me okay okay ရပါပြီနော်ထပ်ပြီးတော့မလို့ဒီဘက်မှာ answer တကယ်စီထပ်ယူတယ် they are waiting for you thank you go it oh night
doesn't mean ညပါတယ် okay thank you black option wow abundanceဒီ abundance ကစိတ်ချမ်းမြေ့မှုအပြင်အမိခံစားမိတဲ့တော့ငွေပါဝင်လာတာမျိုးဖြစ်နိုင်တယ် It's up to you there's something better thank you okay ready ဖြစ်ပြီဆိုရင်ကျွန်တော်ဖိုင်နံပါတ်2လေးရဲ့ answer ကိုချက်ကြည့်မယ် or abundance go night okay အဲ့တော့ဘာ message တွေပေးထားလဲဆိုရင် love is the answer okay I think we should slow down this love scares me they are waiting for you thank you okay အဲ့ဒီခါကျတော့ဖိုင်နံပါတ်2လေးကိုအခုကျွန်တော်ရထားတဲ့ message အရာဆိုရင် happiness is my priority တဲ့နော်ပျော်ရွှင်မှုကအရေးကြီးဆုံးပဲနော်ကိုယ့်ရဲ့ဘဝမှာဆိုပျော်ရွှင်မှုကအရေးကြီးဆုံးပဲအခုဘာလုပ်မယ်ဆိုရင်ပျော်ရွှင်မှာ love is the answer တဲ့ okay love မေတ္တာထားဖို့ပေါ့ဒါမှမဟုတ်လဲချစ်ချင်းပေါ့ချစ်ချင်းမေတ္တာအဖြစ်ပဲပေါ့နော် okay တကယ်လို့မြန်ပေါ့ဒီနေရာမှာ love တွေ energy တွေအရန်ကြတယ် I think we should slow down okay ကိုလုံးနေတဲ့လောက်ကင်စီးပွားရေးပညာရေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်အခြေရေးကဏ္ဍတွေမှာပဲဖြစ်ဖြစ်စိတ်လောနေတာအရန်စိတ်အလောတကြီးဖြစ်နေတာအရာရာလောတကြီးနဲ့ဆုံးဖြတ်နေတာအဲ့လိုမျိုးခြေနေမျိုးရှင် slow down လောက်ပါကိုယ့်ရဲ့နေ့တူကလာမယ့်24နာရီတိုင်းလာမယ့်24နာရီတိုင်းကိုပျော်ရွှင်မှုလေးနဲ့နေပေးပါနော် they are waiting for you တဲ့စောင့်နေပါတယ်ကိုယ်စောင့်နေတဲ့သူတွေရှိတယ်တဲ့ဖိုင်နံပါတ်2လို့စောင့်နေတဲ့သူတွေရှိပါတယ်တဲ့နော်အဲ့တော့ခါကြတော့အရန်ကြီးအထီးကျန်မှာတော့အရန်ကြီးsingle ဖြစ်မှာတော့အရန်ကြီးမစိုးရိမ်ပါနဲ့ကိုယ်စောင့်တိုင်းနေတဲ့သူတွေရှိပါတယ် This love scares me Emily နည်းနည်းတော့အံ့ဩသွားမှာလား scares ကိုဒီနေရာမှာဘယ်လိုပြန်ရမလဲ Okay ဒီမှာအမိခံစားမိတာတော့အရာရာမြစ်တာထားပါကိုတချို့အရာတွေအတွက်ပေါ့နော်ကိုမမျှော်လင့်တာပဲနဲ့ရလက်တွေရတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ကိုအခုလက်ရှိလုပ်နေတဲ့အတိုင်းပဲရှေ့ကိုရဲဝန်းနဲ့ဆက်လျှောက်ပါ night ဆိုတဲ့အဖြေလေးကိုတော့အမြဲယူလိုက်မိတယ်အဲ့တော့ black dawn နဲ့ဖြစ်နေညဘက်မှာအိတ်နေနဲ့တရေနိုးလက်နိုးတဲ့သူတွေတို့เนาะအိတ်မပျော်တဲ့သူမျိုးတွေတို့เนาะအတွေးများတဲ့သူမျိုးတွေရှိလားဒါကတော့ကိုနဲ့ energy အဆင်ပြေမှယူပါเนาะနောက်တစ်ခုကညဘက်တွေမှာ there is something bad ထားတယ်တချို့ကိုမျောလင့်နေတဲ့ရလက်အဖြေတွေပေါ့เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ညဘက်မှာပို့ပြီးတော့ရတာမျိုးဖြစ်တတ်တယ်ဆိုလို့ကျွန်တော်သတင်းကောင်းတွေပါကြာညဘက်မှာပို့ကြရတာမယ်နောက်တစ်ခုကဒီမှာဘာရှိလဲဆိုတချို့သူတွေကလေညဘက်မှာအလုံးလုံးပို့ပြီးတော့energetic ပို့ဖြစ်တာမျိုးလေညဘက်ကြရင်တချို့ကကြာအဲ့လိုမျိုးမရဘူးညဘက်ဆိုရင်လည်းတန်းပြီးတော့အိတ်တော့တာဘာမှခေါင်းထဲကထပ်မထွက်ဘူး idea ထပ်မထွက်ဘူးတချို့ကကြာအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်night ဆိုတဲ့အဖြေလေးတော့ပါတယ်ဒီနေရာမှာကိုအတွက်ရောကိုမေးထားတဲ့မိကွန်းအတွက်ဒီ night ဆိုတဲ့ဖြေလေးကဘာဖြစ်မလဲသတင်းစကားကောင်းနေကြရတာဖြစ်မလားညဘက်ဒီကြမှာတစ်ဖက်သူနဲ့အဲ့လိုမျိုးအေးအေးချမ်းချမ်းလေးတွေ့ရတာမျိုးဖြစ်မလားအခုချိန်မှာပေါ့နော်ဆိုလို့ချင်တာကိုကတစ်ဖက်သူနဲ့ဒီ online တို့ဘာလို့မှာ communicate လုပ်နေတဲ့သူမျိုးတွေဆိုရင်ညဘက်ရမှသူနဲ့သူက post တွေတင်တာစကားတွေပြောတာညဘက်ကျမှသူနဲ့အချိန်ပြီးပြီးစကားတွေပြောဖြစ်တာအဲ့လိုမျိုးတွေဖြစ်မလားပေါ့နော် okay abundance energy မျိုးလေးရတယ်ဒါပေမဲ့ဒီမှာ abundance ကဘာလဲဆိုရင်ကိုတဲ့ကိုရှိကိုမကြခင်မှာပေါ့ဒီ near future မှာအခုမေးထားတဲ့မိကုန်းလေးနဲ့ပတ်သက်ပြီးတော့ပေါ်များကြွယ်ဝမှုတွေလာဖို့ရှိတယ် abundance ကပေါ်များကြွယ်ဝတယ်ဆိုတော့သူကလေစိတ်အေးချမ်းစေတာမျိုးပေါ့နော်အဲ့လိုမျိုးဘယ်လိုပြောမလဲဆိုတော့ကိုကအစားအစာတစ်ခုစားခြင်းနဲ့ဆိုအဲ့ဒီအစားအစာနဲ့ပတ်သက်ပြီးကိုဆိုရောက်လာတာမျိုးကိုကငွေဝင်ခြင်းနဲ့ဝင်လာတဲ့ငွေကတစ်ချက်ပဲဝင်လာလားဘလောက်ပဲဝင်လာလားကိုကအဲ့ဒီဝင်လာတဲ့ငွေကို thank you ပေါ့နော်ကျေးဇူးတင်တဲ့စိတ်မျိုးလေးနဲ့ထားတာမျိုးငွေသုံးလိုက်ရတယ်ဆိုတော့ thank you ဆိုတဲ့စိတ်မျိုးလေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးပေါ့နော် abundance အရာဆိုရင်ဒီမှာကတော့ဗာလဲဆိုတော့
ကိုရှိမှာ mental ဘိုင်းမှာစိတ်ပိုင်းဆိုင်ရာမှာ block ဖြစ်နေတဲ့အပိုင်းတွေရှိသေးတယ်အဲ့ဒီအပိုင်းတွေကိုတဲ့release လုပ်ဖို့လိုတယ်ဆိုရင် message မျိုးတွေထပ်ကြတယ် okay thank you so ပြောစရာကောင်းတာပါလဲဆိုရင် final mat 2လေးကမကြခင်မှာငွေကြီးเนาะရွှေငွေနဲ့ကြောက်မြန်ရတနာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ပိုင်ဆိုင်မှုပစ္စည်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ပေါ့ဒီမှာ abundance ပဲသူကပြောထားရဆိုရင်အမိစိတ်ကခံစားရတာ wealthy ဘိုင်းရောဒီချမ်းသာခြင်းငွေကြီးချမ်းသာခြင်းဘိုင်းကော prosperity ပေါ့ပိုင်ဆိုင်မှုတနာဥစ္စာပစ္စည်းတိုးပွားခြင်းအပိုင်းရောပို့ပြီးတော့ခံစားရတယ်ဒါဒီ abundance ကခြေလမ်းတလန်မဲ့လीเนาะအဲ့ဒီခါကျတော့ဗာလဲဆိုကိုယ်မှရှိနေတဲ့ block ဖြစ်စင်တာတချို့သူတွေနဲ့ပတ်သက်ပြီးဥမာချို့ရဲ့ငွေကြေးကြွားမှုတွေနဲ့ပတ်သက်ပြီးတော့ကိုကဟိုတခုခုတွေးလိုက်တဲ့အခါမှာ negative အမြင်မြင်တာမျိုးမဟုတ်ဘဲနဲ့ positive ကနေပြောင်းပြီးတော့ပြန်ပြီးမြင်ပေးပါဆိုတော့ဒီဖိုင်2မှာနည်းနည်း mental block ပိုင်းတွေတွေ့ရတယ်ပေါ့နော်block ဖြစ်နေတာဘယ်သူက block ဖြစ်နေရလဲကိုယ့်ရဲ့အတွေ့အ block ဖြစ်နေကိုကထိုင်ပြီးတွေးနေတာမကောင်းတဲ့ဘက်ကိုရှူတာအောင်သွားပြီးတော့တွေးတာအဲ့တော့ဒီလောကမှာ universe မှာကတည်တဲ့အတိုင်းပေါ့နော်ရုပ်နာမ်မှာဒီဘာလို့ပြောမလဲလောကတဘာဝမှာ vibe တွေပဲရှိတာ energy တွေပဲရှိတာမျိုးအဲ့တော့ကိုထုတ်လိုက်တဲ့ energy ကသူများကိုရင်းညွှန်းပြီးတော့မကောင်းနေပြောတယ်ဒါပေမဲ့သူတို့ကလည်းတကယ်ကြီးလောက်ခဲ့တာမျိုးဖြစ်ရင်ဖြစ်မှာဒါပေမဲ့လည်းကိုကအဲ့ဒီ vibe ကိုထုတ်နေတယ်သူကကိုထုတ်နေတာကိုထုတ်နေတဲ့အတွက်ကြောင့်မလို့ university ကပြန်လာတဲ့ vibe ကလည်းကိုနဲ့ဒီ vibe ချင်းတသားalign ဖြစ်တဲ့ vibe မျိုးပဲတွားပြီးတော့ရမှာမျိုးကိုထုတ်နေတဲ့ vibe တိုင်းပဲပြန်ရမှာမျိုးအဲ့တော့ तू ကတော့ဒီလိုထုတ်ပါ तू ကတော့ဒီလိုထုတ်ပါတယ်ဆိုလက်ညှိုးထိုးပြီးသွားတိုင်လို့မရအောင် universe ကဟဲ့မင်းထုတ်နေတာဒီ vibe ကဘာလို့ဆိုတော့ तू ကနားလည်မှုလည်းလို့မရဘူးသူ့သွားပြီးတော့လက်ညှိုးထိုးပြီးဟိုလူဘာလို့တပြောလို့မရအောင် तू ကပြောလို့ဆိုဟာတာအနေနဲ့ပဲပြောတာပါတော့ကြာနေ university ကစကားလာပြောနေလားဆိုပြီးတော့မိကုန်းမေးမှာဆိုလို့လေနော်ပြောဆိုလို့ကျင်တာတဘာဝတရားပေါ့နော်အကိုကဒီလိုမျိုးဟာကိုသူများကိုပဲပြောဒီရုပ်တပေါ်ရုပ်နံနေရကြတော့တယ်မှာရုပ်နံနေပါကုန်ပြောနေနေဟုတ် universe ကကြတော့ frequency vibration ကိုပဲတိတာမျိုးအဲ့တော့ကိုကဟန်သူ့လေးအကျင့်မကောင်းလို့ပြောပေမဲ့ထွက်သွားမဲ့ aura ကိုကစိတ်ကဟိုဒေါသထွက်ပြီးပြောတာလို့စိတ်ကိုတည်ရမှာလားသူများအကြောင်းပြောတာတင်းပြောတာအဲ့လိုမျိုးဖြစ်သွားအဲ့ခါကျတော့ကိုယ်စီလာတဲ့ vibe ကအဆင်မပြေတော့အဲ့လိုမျိုးပြောချင်တာမျိုးเนาะအဲ့တော့ခါကျတော့ mental block ရှိရလို့ပြောတယ်အဲ့ဒါကို release လုပ်ပါเนาะဟို healing လုပ်ပါခုနအနုရှိမှပြောခဲ့တယ်လို့ပေါ့အရှိမှပြောပြသွားရလားမသိဘူးရှုပ်ပွားနေတဲ့ခန်းထဲမှာဆိုပစ္စည်းအသစ်တွေထပ်ထည့်လို့မရအောင်ဘလို့ပဲ university ကလာခြင်းကိုကဒီအဟောင်းအဆုပ်ပြက်တွေကိုမစွန့်ပြစ်နိုင်ဘူးအတွေးတွေမှာလည်းအဲ့လိုမျိုးပဲเนาะမကောင်းတဲ့သွေးတွေကိုမစွန့်ပြစ်နိုင်ဘူးဒါဆိုရင်เนาะမျိုးဒီအမောင်တွေမစွန့်ပြစ်နိုင်ဘူးအလင်းလာဖို့အတွက်ကကြတော့ဒီကောင်းတဲ့အရာလာဖို့อ่ะပေါ့เนาะအဲ့တော့ okay အလင်းလာတဲ့ခါမှာလည်းအမောင်တွေဟိုဟာဖြစ်သွားတယ်အဲ့တော့စိတ်ကို calm down ပေါ့เนาะစိတ်ကိုအေးအောင်ထားပေါ့เนาะပြီးတော့ဗာထပ်ပေးရရဲဆိုရင်ဒီမှာပေးရတဲ့ဟာလေးကကြာတော့ fairy cut ဆိုတာလीเนาะအမြဲ fairy cut လေးသဘောကျတယ်အဲ့ဒါမလို့ fairy cut လေးသုံးနေပေါ့เนาะကတ်တိုင်းအားလုံးတော့သဘောကျပါကတ်တွေအားလုံးတော့သဘောကျပါတယ်ဒါပေမဲ့ဒီလိုမျိုးပဲဟိုတချို့ပေါ့เนาะကတ်လေးတော့အမြဲခဏယူသုံးဖြစ်တဲ့ကတ်မျိုးရှိတာပေါ့เนาะကတ်တွေတော့အကုန်လုံးကတော့မှန်တဲ့ result တီးပေးတာမျိုးပါပဲเนาะအဲ့တော့fairyland ပေါ့နော် fairyland ဆိုတာသူ့ရဲ့ fairy ဘုံပေါ့ fairyland မှာဆိုရင်လူတိုင်း fairy တိုင်းအတွက်ကို abundance ပေါများကျွယ်ဝတဲ့ energy ရှိတယ်လို့မျိုးပဲပေါ့နော်ကိုယ့်အတွက်ဆိုရင်လည်းအဲ့လိုမျိုးဟိုဟာဖြစ်တယ်ပေါ့နော်ပေါများကျွယ်ဝတဲ့ energy လူတိုင်းမှာရှိရဲ thank you ရပြီနော်ဟုတ်တယ်တခါကျအမျိုးကလေငါပေးလိုက်မယ်ငါပေးလိုက်မှသူရမယ်လို့ထင်တာမျိုးမဟုတ်ဘူးသူတို့မှလည်းသူတို့ရဲ့ abundance ကရှိပြီးသားကိုစီရသွားမှာမဟုတ်ဘူးလေကိုကပေးခြင်းနဲ့ဆိုတော့ပေးပေါ့နော်ပေးတဲ့ခါမှလည်း thank you ပေါ့ thank you စိတ်လေးနဲ့ပေးတာငါပေးရမယ်ငါပေးရမယ်အဲ့လိုမျိုးဆိုရင်ဒါ mental block တစ်ခုလည်းသွားပြီးတော့ဝင်နေတတ်တယ်ဘာလို့လဲဆိုတော့ကိုက accept လုပ်ရမယ် receiving mode ကို on ထားuniverse တွေကဘသူစီရမဆိုလာတဲ့ကောင်းမွန်တဲ့မင်္ဂလာရှိတဲ့အရာတွေအကုန်လုံးလက်ခံတယ် receive လုပ်တယ်ဆိုရင်မိုင်းဆက်လေးဖွင့်ထားဖို့လိုတယ်။ဒါကြရင်ကိုထက်ငယ်လို့ကိုကပြန်ပေးရမှာမို့လို့ကိုထက်ဝါကြီးလို့အသက်ကြီးလို့ပေးရမှာပေါ့အဲ့လိုမျိုးဒါပေမဲ့ကိုစိတ်ထဲမှာ happy ဖြစ်နေတာဆို happy ရဖြစ်မနေလေအဲ့လိုမျိုးဆိုရင်သိအဆင်မပြေဘူးပေါ့နော်။အဲ့ဒါဆို block ဖြစ်တတ်ပါတယ်နော်။ Okay so ဒီ Pi 2ကိုနားထောင်ပြီးတော့ energy အဆင်ပြေသွားတယ်ထင်လိုက်ရင်ကိုနဲ့ energy align ဖြစ်တဲ့ energy တသားတည်းဖြစ်တဲ့ထင်လားတကယ်လို့အဲ့လိုမျိုးဖြစ်တယ်လို့အမျိုးမှန်းတဲ့သူတွေများတယ်ဆိုအမျိုးလည်းကပ်ဖတ်ပြရတာနော်ဟိုဖြစ်တာပေါ့အားရှိတာပေါ့တည်ရမလားအများကြီးတူကြရတယ်ပေါ့နော်
Okay thank you အမျိုးမှန်လေးမှန်ခဲ့ပြီလို့ရပါတယ်เนาะအဆုံးဒီအချိန်ပြီးနားထောင်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်တကယ်လို့ person re-package လေးဝယ်ချင်တာပဲဖြစ်ဖြစ်အခြေခံ Tarot ဖန်နီလေးနဲ့ပတ်သက်ပြီးတော့လေ့လာချင်တာပဲဖြစ်ဖြစ် MDC မှာ package လေးတွေရှိပါတယ် healing service နဲ့ပတ်သက်ပြီးတော့ဆက်သွယ်မြင်မြန်လို့ရဆိုရင်လည်းအမျိုးရှိမှာ package လေးရှိပါတယ်เนาะ Okay so ဖိုင်နံပါတ်2ဒီနေရာမှာပဲဆုံးသက်ပြစီ bye bye see you soon hi ဖိုင်နံပါတ်3ဒီကြောက်စိမ်းလေးကိုရွေးထားတဲ့သူတွေအတွက်ပေါ့နော်အဲ့တော့ကြောက်စိမ်းပတိလေးကိုရွေးထားတဲ့သူတွေအတွက်ဒီပတိလေးဆိုတော့ okay ဒါကကြောက်တွေပေါ့နော်ယတနာတွေနဲ့အဲ့လိုဆက်ဆက်ပြီးလောက်ကိုင်းတဲ့သူမျိုးတွေပေါ့နော်ဒီဖာရွေးပြမယ်ထင်တယ်art sign တွေပေါ့နော်ကြောက်စိမ်းကကြောက် heart chakra နဲ့လည်းနည်းနည်းဆက်ဆက်တယ်နော်မဟာဒီနေလောက်နေတဲ့သူတွေတို့Taurus Virgo Capricorn energy ရှိတဲ့သူတွေတို့မြေကြီးနဲ့ဆက်ဆက်ပြီးတော့လုံနေတဲ့သူတွေတို့နော်တီးနံတို့တစ်ပင်ဟင်းသီးဟင်းရွက်တို့မြေကြီးဆိုတော့လေအဆောက်အအုံမြေအိမ်ရောင်းဝယ်တို့နော်နောက်တစ်ခုကမြေကြီးကရွှေငွေကြောက်တံပရံများပေါ့နော်ရွှေငွေစိန်ကြောက်တံပရံများအဲ့လိုမျိုးနဲ့ဆက်ဆက်ပြီးလောက်ကိုင်းတဲ့သူမျိုးတွေဖြစ်မယ်ဒါကြခင်မှာလည်းအဲ့လိုမျိုးတွေနဲ့အလုပ်တွေအခုက receive เนาะ receive energy မျိုးမကြခင်မှာလည်းကိုယ့်စီကိုဝင်လာတတ်တယ်ပေါ့ဒါပေမဲ့ lock တွေရှိလားမရှိဘူးလားတော့အမျိုးဒီမှာထပ်ချိမယ်ပေါ့နော် okay မေးခွန်းလေးတစ်ခုမေးပါ ask anything and receive เนาะဒီမှာ lessons လေးစပြီးတော့ဆွဲနေပါပြီမိသားမေးခွန်းလေးနဲ့ပတ်သက်ပြီးတော့ okay go here thank you son okay Okay, universe lessons လေးရေးကြည့်ပါမယ်ဟုတ်နောက်ထပ်ကတ်နှစ်ခုထပ်တော့အောင်မယ်နော်မိသားရဲ့မိကုန်းလေးနဲ့ဆက်ဆက်ပြီးတော့အဖြေလေးတွေ trust no need to worryတော့ကတ်ကြည့်မယ်မိကုန်းလေးနဲ့ဆက်ဆက်ပြီးတော့ universe message ကဘယ်လိုမျိုးတွေရတော့ကတ်ကတည်ရ thank you okay အမလို့ထပ်ပြီးတော့ကြည့်ကြမယ်နော်wish wisely တဲ့ဟုတ် wait I'm ready now is not the time thank you အဲ့တော့လေဒီမှာလေအမီတွေ့တယ်တချို့ process တွေနည်းနည်း waiting ဖြစ်နေတဲ့အရာတွေပေါ့နော်ဟိုမှာအလောက်ကိုင်းနဲ့ပတ်သက်တာမျိုးဖြစ်မယ်စီးပွားရေးနဲ့ပတ်သက်တာမျိုးဖြစ်မယ်အလောက်ကိုင်းတဲ့ဒီမှာပေါ့နော်ဟိုကိုကစောင့်ဆိုင်နေပြီမယ်အလောက်ကိုင်းစီးပွားရေးပညာရေးပိုင်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပညာရေးပိုင်းနဲ့ဆိုင်အလောက်ကိုင်းစီးပွားရေးမြေပေါ့နော်အဲ့လို energy မျိုးနဲ့ပတ်သက်ပြီးတော့နည်းနည်း waiting ဖြစ်နေတဲ့ energy မျိုးခံစားရတယ် sense မှာပေါ့ဒါကတော့အမီခံစားချက်ပါအမီ sense ပေါ့နော်စိတ်ပူစရာမလိုဘူးတဲ့ trust the process ပေါ့ universe ကသူ့လို့သူလုပ်နေတယ်เนาะ trust the process အဲ့တော့ကိုကလည်းကို action ယူရမယ့်ပိုင်းတို့ action ယူပါပေါ့เนาะokay ယုံကြည်မှုပေါ့เนาะ trust the process အဲ့တော့တပြည့်ပြည့်နဲ့စိတ်ခွန်အားကြီးလာတယ်เนาะအရင်ကြီးဆိုရင်မှန်စရာမလိုပါဘူးကိုမျောလင့်ထားတဲ့မျောလင့်ချက်မဲ့ညာမို့မျောလင့်ချက်ရှိရဆိုရင်တဲ့ကိုကအဲ့ဒီမျောလင့်ချက်ကိုမတွေ့ရသေးဘူးဆိုရင်တော့မှနော်ကိုကအဲ့ကိုမှမျောလင့်ချက်ကောင်းရှိနေတယ်ဆိုရင်အရာတိုင်းကိုအပြတ်သဘောဆောင်တဲ့မကောင်းတဲ့အမြင်ရှုထောင့်နဲ့ချိနေတဲ့အခြေအနေတွေအားလုံးကိုအပြုသဘောဆောင်တဲ့ဘက်ကိုပြောင်းပလိုက်လို့ရတယ်နော်ပြောင်းပြီးတော့မျောလင့်ပြလို့ရတယ်အဲ့တော့ကိုယ့်ရဲ့စိတ်ဆန္ဒရှိတဲ့အရာတွေကိုတဲ့ manifest တဲ့အခါမျိုးမှာတဲ့voice ဖြစ်ပါပေါ့နော်
ပြီးရင်လက်တွေ့ကြပါကိုယ့်ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်မှာအမျိုး manifest ထားရုံနဲ့မရအောင်ကိုယ်စိတ်နှလုံးသုံးပါနဲ့သွားရတယ်ပေါ့နော် action ယူမှုပိုင်းနေလဲလိုအပ်တယ်ပေါ့နော်အချိန်ရတော့လေတချို့တက်ကစွန်မကြမီလို့ပြောတယ်ဒါပေမဲ့လည်းနည်းနည်းလေးအကြောင်းတစ်ခုခုကြောင့်နည်းနည်းကြာတာမျိုးဖြစ်တတ်တယ်နော်စောင့်တိုင်းရတာမျိုးလေးဖြစ်တတ်တယ် not the right time not the time ပေါ့နော်အချိန်မဟုတ်သေးဘူးခဏလေးစောင့်နေရတာမျိုးတွေရှိကောင်းရှိနိုင်တယ်အဲ့တော့စောင့်နေတဲ့အချိန်မှာကိုဘာတွေလုံနိုင်လဲပေါ့နော်ဘာတွေကိုအကောင့်ထဲပေါ်နိုင်လဲအဲ့ဒါလေးတစ်ချက်ပေါ့အာယုံစိုက်ပြီးဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့လူတိုင်းကို not the time အချိန်မကျသေးဘူးမလုံးနဲ့အောင်နော်အချိန်မကျသေးဘူးမလုံးနဲ့အောင်နော်အဲ့လိုမျိုးပြောတာမျိုးမဟုတ်ဘူးလူတချို့ဒီ final map တွေနဲ့ energy SMP တဲ့သူမျိုးတွေရှိလားပေါ့နော်ရှိရဆိုရင်တော့ okay သူပေးချင်တဲ့ message ကပါလဲဆိုရင်အခု energy ကအခု okay final map တွေကိုရေးထားတဲ့သူတွေရှိလဲအမျိုးမှန်ခဲ့ပြလို့ရတယ်နော်ဘာလို့ဆိုတော့ကိုတယောက်တည်းမဟုတ်ဘူးအများဘာလို့ဆိုဖိုင်တူတူရွေးတဲ့သူအများစုရှိနေမှာပဲအဲ့ဖိုင်တူတူလည်းရွေးတယ်ဒီကိုနဲ့လည်း energy align ဖြစ်တယ်ဆိုမှန်ခဲ့ပြီးတခြားသူတွေကလည်းမှန်ငါတယောက်တည်းမဟုတ်ဘူးပေါ့သူတို့လည်းဒီလိုမျိုးပဲဘာဖြစ်လို့ဆိုတော့အခုချိန်မှာကိုကစိတ်ကအမြန်လိုချင်တော့မကြခင်မှာငါဒီကိုသွားမယ်မကြခင်မှာဒါကိုလုပ်မယ်မကြမီဖြစ်လာမယ်လို့ထင်ပေမဲ့ဒီမှာ black color လာပြနေအဲ့တော့အမီအတွက်တခြားသူတော့မပြောပါဘူးကတ်ထုတ်တဲ့သူတော့လည်းအမီမပြောမယ်အမီ sense အရာဆိုအမီကဒီအလင်းကိုပိုကြိုက်တယ်ပေါ့အမမဲ့အလင်းပဲဖြစ်အမောင်ပဲဖြစ်ဒါကတော့တဘာဝတရားပဲဒါလူတိုင်းလက်ခံရမယ်လက်မခံချင်လို့မရအောင်အလင်းရှိအမောင်ရှိမယ်ဒါပုံမှန်ပဲပေါ့နော်ဒါမှလည်းဖြစ်မှာမျိုးအဲ့တော့အမောင်ဆိုပေမဲ့လည်းအမျိုးကဒီကိုယ့်ရဲ့ဒီ dark energy ကိုတိလိုက်ပြီးဆိုရင်ဒါမျိုးတော့ changes လုပ်လို့ရတယ်ပြန်ပြင်လို့ရတယ်ပေါ့နော်အဲ့တော့ဆောင်းဆိုင်နေတဲ့ energy မျိုးတွေရှိတယ်ဆိုပေမဲ့ကိုယ့်ဘက်က ready ဖြစ်အောင်ပြင်ထားဖို့လိုအပ်တယ်အရာတိုင်းအတွက်ပေါ့နော်အဲ့တော့ okay तू က message လေးပါထပ်ပြီးလဲဆိုတော့ဒီမှာ yes no အဲ့လိုကွဲပြားတာမျိုးတော့မဟုတ်ဘူးစိုးရင်ပူပန်နေတဲ့သူမျိုးရှိရဲစိုးရင်ပူပန်စရာမလိုဘူးကိုကယုံကြည်နဲ့ပဲခြေလန်းနေတလှမ်းပြီးတလှမ်းလှမ်းပါအဲ့ကို manifest ထားတဲ့အရာတွေကကိုယ့်ရဲ့ heart ကို manifest ထားတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လေ manifest ထုံနဲ့မပြီးသေးဘူး action ယူရမယ်เนาะ action ယူရမယ်ကြာရှုံးမှာကိုမစိုးရိမ်နဲ့ကွာဒီလေကြာရှုံးနေဆိုတာမရှိဘူးအမေလက်တွေ့ကြနဲ့ action ယူကိုယ့်ရဲ့အိမ်မက်အကောင့်ထဲပေါ်လာဖို့ဆိုတာaction မယူဘဲနဲ့တော့အဲ့ဒီ step ကိုကြော်နိုင်မှာမျိုးမဟုတ်ဘူးအဲ့လိုမျိုးပြောရတယ်ပေါ့နော်ဘယ်သူတွေ action မယူဘဲရှိလဲမသိရဲ့ it's not now it's not the time အချိန်တော့မဟုတ်သေးဘူးဒါပေမဲ့လည်းကိုဘက်ကကိုနိုင်တဲ့အရာလေးကိုပြင်ထားဆိုပုံစံမျိုးပြထားတယ်ပေါ့နော်အဲ့မှာဒီ energy တကယ်လို့ intense ဖြစ်တဲ့ energy ဖြစ်တယ်ဆိုရင်เนาะတချို့အတွက်ကလိုချင်တဲ့ result ကမြန်ရလိမ့်မယ်ဒါပေမဲ့ခုနပြောတာရှိမှရှိတယ် practical step လက်တွေ့ကြတဲ့ step တစ်ခုချင်းသွားပါเนาะတချို့တော့ကတော့နှစ်ကြာတာမျိုးဖြစ်တတ်တယ်အထူးသဖြင့်ကိုယ်မှာအတွေးတွေများတယ်ခံစားချက်တွေများတယ်ဖြစ်ချင်တဲ့စံတာတွေများတယ် clarity မရှိဘူးတခုခုကိုရှင်းလင်းပြပြသားထုံးပြထားမျိုးမရှိဘူးအဲ့လိုမျိုးတွေအတွက်ဆိုရင်တော့နှစ်ကြာတတ်တယ်ပေါ့နော်လာချီနှစ်ချီပေါ့ကြာတတ်တယ်အဲ့လိုမှမဟုတ်ဘူးပြတ်ကျွန်တော်ကတော့ပြသားပဲတခုခုဆုံးဖြတ်ပြီးသားဒီတိုင်းပဲ vibe ကိုလည်းကိုယ့်ဘက်ကအကောင်းဆုံး vibe တွေထုတ်ထားပြီးသားဒါဆိုအဲ့လိုမျိုးအတွက်ဆိုရင်တော့မကြာမီလာဖို့ရှိတယ်ပေါ့မကြာမီလာမီမျော okay so မျောဆိုတော့ဒီမှာမျောလင်းချက်အကြောင်းလည်းသူပြောထားပါတယ် okay မျောလင်းချက်ဆိုတာတဲ့မမြင်ရသေးရဘူးဆိုရင်တော့မမြင်ရသေးဘူးဆိုရင်တော့ကိုကအပြုသဘောဆောင်တဲ့အနေနဲ့เนาะမျောလင့်နေမယ်ဆိုရင်မျောလင့်ပြီးတော့ action တွေယူနေမယ်ဆိုရင်တဲ့အရာတိုင်းဟာပြောင်းလဲသွားနိုင်တယ်ဆိုတာဘာဖြစ်လို့ဆိုတော့ဒီအနာဂတ်ဆိုတာဒီလက်ရှိပြစ္ဆုတ်ပံတက်မှာရှိနေတဲ့ကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့စိတ်တွေเนาะကိုယ့်ရဲ့ဒီခံစားချက်တွေအဲ့ဒီပေါ်မူတည်ပြီးတော့မှအနာဂတ်ဆိုတာဖြစ်လာတာမျိုးเนาะ okay so တစုံတယောက်အဖြေရသွားမယ်လို့အမီကတော့မျှော်လင့်ပါတယ်เนาะအဆုံးထိအချိန်ပေးပြီး energy ပေးပြီးကြည့်ပေးတယ်တဦးတယောက်ဆိုရင်ကိုကျေးဇူးအများကြီးတင်ပါတယ် now is not the time လို့ကြားတဲ့အတွက်ကြောင့်မို့လို့ဒါကြီးကတော့ငါ့အတွက်အဖြေကြီးပဲလို့ရန်လုံးပြည့်ကြီးမယူဆစေချင်ပါဘူးတော့ကြတည်ရမလား tarot card ကြည့်လိုက်မှာ healing message မျိုးမလာဘဲနဲ့ဝုန်းဆိုစိတ်သက်ပြူကျသွားတယ်ဆိုတာမျိုးဖြစ်မှာဆိုလို့ပါဒါ general reading ဖြစ်တဲ့အတွက်ကြောင့်မလို့ line တော့ energy အဆင်ပြေခြင်းမှပြေပါမယ်เนาะenergy အဆင်ပြေတဲ့သူတယောက်ရှိသွားတယ်ဆိုရင်အမီကဒီ reading လေးကို create လုပ်ခွင့်ရတဲ့အတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်เนาะ okay so bye bye see you soon personal reading package လေးဝယ်ယူချင်တာပဲဖြစ်ဖြစ်အခြေခံ tarot ဖတ်နည်းလေးနဲ့ပတ်သက်ပြီးတော့ video package လေးဝယ်ယူချင်တာပဲဖြစ်ဖြစ်တကယ်လက်တွေ့ကြလေးပေါ့နော်ကိုဒီ tarot နဲ့ပတ်သက်ပြီးတော့လေ့လာခြင်းနဲ့ဆိုတော့သူတို့ခြေတလန်းလေးလှမ်းချင်တာပဲဖြစ်ဖြစ်
healing service နဲ့ပတ်သက်ပြီးတော့စောင့်တမြင်လိုတာပဲဖြစ်ဖြစ်ဟဲ့တော့ဆိုမှလာရမြင်မြင်စုံစမ်းလို့ရပါတယ် admin team က online share နဲ့ချက်ချင်းကြောင်းပြန်ပေးမှာဖြစ်ပါတယ်ရှင်အဆုံးထိချိန်ပေးပြီးနောက်ထပ်မိတော့ကျေးဇူးများတင်ပါတယ် bye bye see you soon